Maga, Soboslai နဲ့ Gravenberch တို့ရဲ့မယုံနိုင်စရာခြေစွမ်းနေတဲ့သူဥရောပချန်ပီယံလိကိုစိန်ခေါ်လိုက်တဲ့လီဗာပူးတင်အားလုံးပဲမင်္ဂလာပါ Anfield ဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပွဲစဉ်မှာအာနစ်လော့အတွက်ရောလီဗာပူးအသင်းအတွက်ပါယာလီတစ်ခုလုံးရဲ့အလှည့်အပြောင်းဖြစ်သွားစေခဲ့ပါဂါလာတာဆာရေးကိုအပြတ်သက်အနိုင်ယူပြီးတော့ကွာတာဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ရုံနဲ့မကပဲနဲ့ကျွန်တော်တို့ပြည်သက်တဲ့အမျှော်လင့်ဆုံးဖြစ်တဲ့ပြီးခဲ့တဲ့နှစ်ကပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့ကွင်းလယ်အင်ဂျင်ကိုပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာကွင်းလယ်၃ယောက်ရဲ့စိုးမိုးမှုပထမဆုံးတစ်ယောက်ကတော့မာကာလင်စတာဒီပွဲမှာသူ့ရဲ့ပေးပို့မှုတိကျနှုန်း95%အထက်မှာရှိနေခဲ့ပြီးတော့ဂါလာတာဆာရေးရဲ့ခံစစ်ကိုလမ်းကြောင်းပေါင်းစုံကနေဖောက်ထွက်ပြနေခဲ့ပါတယ်ဒုတိယတစ်ယောက်ကတော့ဒိုမီနစ်ဆိုဆိုချန်ပီယံလိကလီဗာပူးအတွက်ပုံမှန်ဖြစ်ရမယ်ဘယ်မတိုင်ခင်ကပြောခဲ့တဲ့အတိုင်းပဲကွင်းလယ်မှာ Torres နဲ့ Suarez တို့လိုထက်မြက်တဲ့တိုက်စစ်လမ်းကြောင်းတွေအကောင်းဆုံးပတ်ဖို့ပေးနိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Ryan Gravenberch ကခံစစ်နဲ့တိုက်စစ်ကြားနေခဲ့တဲ့ဓာတ်ကြီးပါတစ်ဖက်အသင်းရဲ့တိုင်ပန်တိုက်စစ်တွေကိုဖျက်တောက်ပေးုံနဲ့မကပဲနဲ့ဘောလုံးကိုရှေ့စီတဲဆောင်သွားမှုတကယ်ကိုကမ္ဘာအဆင့်ကွင်းလယ်ခံစစ်မှုတစ်ယောက်ပါအင်္ဂလန်အသင်းတွေရဲ့ချန်ပီယံလိတိုက်ပွဲ Man City Chelsea စပါးနဲ့ Newcastle တို့ကသတင်းပြီးသတင်းရှုံးနေပြီးထွက်ခွာသွားချိန်အာဆင်နယ်နဲ့လီဗာပူးအသင်းတို့ကကြံရှိခဲ့တော့တာပါဒါပေမဲ့လီဗာပူးအသင်းရဲ့ဒီနေ့ခြေစွမ်းတခြားအသင်းတွေထက်ပိုပြီးတည်ငြိမ်မှုရှိနေတာတွေ့ရပါတယ်အာနစ်လော့အနေနဲ့ဆုံးသက်ပိုင်းအားနည်းချက်ကိုဝေဖန်ခဲ့ပြီးဒီနေ့မှာတော့တိုက်စစ်မှုရအခွင့်အရေးအကောင်းဆုံးတုံးချနိုင်တယ်ပါတကယ်လို့ဒီထက်ပိုကောင်းအောင်တုံးချနိုင်မယ်လို့ရှိရင်ဂါလာတာဆာရေးနဲ့ပွဲမှာလီဗာပူးအသင်းကအနည်းဆုံး9ဂိုး8ဂိုး9ဂိုးထိကိုရယူဖို့အကောင်းဆုံးအခြေအနေတွေကိုရောက်ရှိခဲ့ပါတယ်ဒီပွဲမတိုင်ခင်အာနစ်လော့ရဲ့ယာတူကလောက်ခတ်နေခဲ့ပြီးအခုလိုကွာတာဖိုင်နယ်တက်ရောက်သွားတဲ့အခြေအနေဝေဖန်သူတွေအားလုံးကစားပိတ်သွားစီရတာအမှန်ပါအထူးသဖြင့်လီဗာပူးအသင်းရဲ့ကစားသမားအစုဖွဲ့မှုကလုံးဝအားကောင်းတယ်မရှိပဲနဲ့လက်ရှိချိန်မှာကျွန်တော်တို့လီဗာပူးအသင်းကဒဏ်ရာရပြဿနာတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့အသင်းတစ်သင်းနဲ့ဖြစ်ပါတယ်အခုဆိုလို့ရှိရင် Alexander Isak, Lautaro Endo, Conor Bradley လူငယ်ကစားသမားတွေဖြစ်တဲ့ Jadon Dan, Joe Gomez, Frenchie ဒီကစားသမားတွေကဒဏ်ရာပြဿနာနဲ့ခဏရင်ဆိုင်နေခဲ့ရပါတယ်အချုပ်ပြောမယ်ဆိုလို့ရှိရင်လီဗာပူးကအခက်အခဲတွေကြားကနေပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။ Anfield ရဲ့ချန်ပီယံလိညချန်တွေကပြိုင်ဘက်တွေအတွက်တော့အိမ်မက်ဆိုးတွေဖြစ်နေကြတယ်ဆိုတာအသိချပါတယ်။ဒီကိုတော့ရောဒီကွင်းနဲ့3ဦးသာဒီပုံစံတိုင်းဆက်ကစားနိုင်မှာဆိုလို့ရှိရင်ချန်ပီယံလိကွာတာဖိုင်နယ်မှာ PSG အသင်းကိုကြော်ပြီးတော့နောက်တစ်ဆင့်တက်သွားမယ်လို့ယုံကြည်ကြလား။ဘယ်လိုထင်ကြလဲ comment box မှာဝင်ရောက်ဆွေးနွေးပြသွားခဲ့လို့ရပါတယ်။လီဗာပူးနဲ့ပတ်သက်တဲ့ update သတင်းတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေတာကြောင့် follow လုပ်ခဲ့ဖို့လည်းမမေ့ခဲ့ကြပါနဲ့။ကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။